အားလုံးမင်္ဂလာပါဒါအဲ့ဒါပဲဖြစ်ပါတယ်ဒီကောင်လေးကိုအဲ့ဒါကပေါ့နော်အဲ့ဒါတကယ်ချင်းရိုက်ညာ Hello ဟောနော်အဲ့ဒါတို့ကတော့အဲ့ဒါတို့ရဲ့ view ကြောင်ရောက်နေပါပြီ Okay အဲ့ဒါတို့အချင်းဝင်ပြီပေါ့နော်ကျွန်မ sorry ပါတယ်ဒါသူ့ရေချိုးပေးဖို့အဲ့ဒါမလုပ်ရခုတော့ဝေးကြိုင်သွားပါပြီ Okay မအဲ့ဒါသူ့ရေချိုးပေးနေရပေါ့နော်အဲ့ဒါတကယ်ချင်းမှရိုက်ပေးနေရတော့ဆက်ပြကြောင်ညာရေးတစ်ဖြက်ပေါ့နော်ဒီမှာဆက်ပြကြောင်ညာရေးတစ်ဖြက်ပြီးရင်နောက်ဗီဒီယိုမှာအဲ့ဒါပေါ့နော်သူ့ကိုအဲ့ဒါတို့ခင်းထားဆိုတော့ packaging လုပ်ပေးဖို့ပေါ့နော်အဲ့ဒါတကယ်ချင်းအတူတူဆွေးနွေးပြီးတော့ packaging လုပ်မှာပါမလုပ်ခင်အဲ့ဒါသူ့ကိုအရင်ဆုံးရေချိုးပေးရတယ်ပေါ့နော်မကြည့်အဲ့ဒါယောဂအဲ့ဒါယောဂကြည့်အေးပေါ့နော်အမအားလုပ်လိုက်ပါတယ်ပြီးအမရှောက်ပြောနေပါတယ်ပေါ့နော်ပြီးတော့သူရေချိုးပြီးသွားပြီအောက်ကရေလိုပြဆိုပြီးတော့ပြောရပါအဲ့ဒါမစင်မဆိုလို့ထက်ရေချိုးလိုက်ပါတယ်ပြီးအဲ့ဒါရေတောက်ချင်လို့ပေါ့နော်ခုတောက်အောင်ပါမယ်ဒီပန်နေပါတော့ကျမတကယ်ကြီးကိုတန်သေးထားလိုက်အောင်မယ်ဒါတွေ့လေ အဲ့ဆိုလို့ရှိရင်တော့ကျမတို့ပြန်ထွက်ပါမယ်ဖြစ်ပါတယ်အဲ့ဒါနဲ့ပဲသူချော်လဲလို့ဖြစ်ပြီးမေးပိတ်လိုက်ပါတယ်ပြီးတော့အရှိကိုပြန်သွားပါတယ်နောက်ပြီးနှခိုင်းရချော်လိုက်ပါတယ်ပြီးတော့အိတ်ခါလေးကိုဝင်လိုက်ပါတယ်နော်အင်္ဂလိပ်မှာတော့အမဒိုရှင်လိုင်းပေးလိုက်ဟိုကလုတ်ပေးလိုက်ဒီကလုတ်ပေးလိုက်နဲ့လုတ်နေပါတယ်အမသူလုပ်ဖို့သွားမယ်ပေါ့နော်ကဲခုလုပ်ပါမယ် အမသူ့လို့ရှိရင်ကြွားပါလေ မကြွားပါဘူးကျမကြိုင်းပြတာဘာလို့ရှင်းလုံးတာလဲဆိုအကြီးလေးကျမရဲ့ဟာလာသုံးနေတာဆဆူကဲဒါတော့ကျမရဲ့အကောင့်လေးပါလောင်းတကယ်ကြီးရတယ်နေရရဲမယ်သူ့မအကောင့်ရှိသူနဲ့အကောင့်နာမည် CH ပါဒီပေါ် sigma boy လုပ်ပြီးတော့နောက်လေသွားပါတယ်ဒါကျမ lotion လေး lotion ကြော်ညက်တစ်ဖြက်ပေါ့နော်ဟိုပါလေဟို150မဟုတ်ပါဘူးနော်15000ပါဟဲ့15000ပါကျမဟာ8တီကိုယူချတယ်ကျမခီးစင်တော့လေ8ကြီးကိုယူချသွားပါတယ်ဒါတော့ကျမရဲ့ lotion လေးကိုသူ့ကိုနည်းနည်းလေးပဲလိမ့်ပေးမှာပေါ့နော်ဟောနော် okay လိမ့်ပါပြီလို့မတေတာလားကဲပြန်ထည့်လိုက်ပါမယ်ကဲနောက်က packaging လုပ်ပေးမှာပေါ့နော်နောက်ဗီဒီယိုကြိုင်ကဲ okay မွေးဝိုင်းဒီမှာပေါ့နော် bye bye